လောကကြီးကအမြဲတမ်းလဲပတ်နေတာမလို့ဘသူ့ကိုမှအထင်မသေးလိုက်ပါနဲ့မှတ်တကောင်တက်ရှိထင်ရှားရှိနေတဲ့အချိန်မှာသူဟာပရိစိတ်ဒီကိုစားတောက်တတ်ပါတယ်ဒါပေမဲ့အဲ့ဒီငှက်သေးဆုံးသွားတဲ့အခါမှာတော့ပရိစိတ်အုပ်ကြီးကပဲသူ့ရဲ့အသားကိုပြန်ပြီးစားတောက်ကြလိမ့်မယ်အေယာမတစ်ပင်ဒီတပင်ဟာမိချစ်ဆန်ကြောင်းပေါင်းတသန်းကျော်ကိုထုတ်လုပ်ပေးနိုင်ပါတယ်ဒါပေမဲ့တက်တော်လုံးကတစ်ပင်ဒီကိုပြာကျအောင်မီးရှို့ပြီးပို့တဲ့ကြတော့တခုတည်းသောမိချစ်ဆန်ကြောင်းလေးကပဲလုံလောက်နေပြန်ရောဒါကြောင့်လူလောကမှာအသက်ရှင်နေထိုင်တဲ့အခါတခြားသူတွေကိုဘယ်တော့မှအထင်မသေးပါနဲ့မနှိမ်ချပါနဲ့မြစ်သစင်ပါတော့ရေအသက်အကျရှိတယ်လို့လူဘဝမှာလည်းအနှိမ်အမြင့်အသက်အကျဆိုတာအမြဲတမ်းရှိနေတတ်တာပါဒီဘဝကြီးဟာခံမှန်းရအញ្ញခက်ခဲလုံးပြီးအမြဲတမ်းပြောင်းလဲနေတတ်တာပါတစ်ချိန်ကခမားထင်သေးနှိမ်ချခဲ့မှုတဲ့သူဟာအနာဂတ်မှာခမားဘဝကိုကယ်တင်မယ်မရှိမဖြစ်အတန်ဖိုးရှိတဲ့သူဖြစ်လာနိုင်ပါလေအောင်မြင်တဲ့ချိန်မှာခေါင်းပေါက်ထားတဲ့လောက်ဆဲញဲသွားတဲ့အခါမျက်နှာငယ်ရတာပါလေအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီပါ